အားလုံးမင်္ဂလာပါဗျာမိုးတော့ကြပါခင်ဗျာဒါကတော့ကျွန်တော်2026ရဲ့14ကြိမ်အတွက်နော်ဩဝက်ရှိတယ်လို့ပြောထားတဲ့အတွက်အဲ့ဖိုင်အတွက်အထောက်ပံ့ပေါ့နော်ခုနကကျွန်တော်ဖိုင်တစ်ပိုင်းရိုက်ခဲ့ပြီဒါဒုတိယပိုင်းပါခင်ဗျာနော်ဆိုတော့ခွန်ချေသုံးလို့ပေးထားတယ်ဒါလည်းခွန်ချေသုံးကိုပဲပေးကြတာပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကြည့်ရမှာနော်ဒီဖိုင်ကတော့သူကဖရိန်ကိုကခက်စိတ်စိတ်ထားတဲ့ဖရိန်ဗျာနော်ဒါကျွန်တော်ဘော်ဒါကြီးကိုချစ်စားတဲ့ဆိုင်မျိုးပေါ့နော်တင်စားပြီးတော့ပေါ့ဒါပေမဲ့သူကကျွန်တော်လည်းပင်ကမြင့်တာကမြင့်တယ်လို့ပြောမှာနော်ပုံမလင်းတော့တယောက်လည်းချီကျူးဖို့လို့ပါအဲ့ဒါဘာကြောင့်လဲဆိုတော့သူကအကွာဝေးတူနဲ့နေရာမရွေ့ပဲနေကြိုက်တဲ့ site ပေါ့နော်ကျွန်တော်တော့နေရာရွေ့တယ်ဒါပေမဲ့ဖြစ်စဉ်တွေကတော့တူနေတယ်ကဲအဲ့ဒါပြကြအောင်ဆိုနော်ပြကြအောင်ဆိုကျွန်တော်တို့ကဘာပြရမှာတော့ပထမဆုံးပြရမှာတော့ဆိုတော့ဒီမှာလေသူကဒီမှာရှေးပေါင်း2ရိုက်တယ်နော်ရှေးပေါင်း2ကနေပြီးတော့ဒီမှာ4ခွက်ဆင်းလိုက်တယ်ဇောင်း1 2 3 4ရှေးပေါင်း2ကနေ4ခွက်ဆင်းလိုက်တဲ့အခါမှာနောက်ပေါင်းခွန်ဖြစ်တယ်နောက်ပေါင်းခွန်ရဲ့ဘေးကနေ4ခွက်ပြန်တည်ရင်နောက်ပေါင်းခွန်ပဲဖြစ်တယ်နော်နောက်ပေါင်းခွန်ရဲ့ဘေးညာဘက်ကနေ4ခွက်တည်ရင်နောက်ပေါင်းခွန်ဒီဘက်ကရှေးပေါင်း30နော်သူကရှေးပေါင်း2နောက်ပေါင်းခွန်နောက်ပေါင်းခွန်ရှေးပေါင်း30နော်ဒီနောက်ပေါင်းခွန်ကနေ2ပင်ကျော်ရင်ရှေးပေါင်း9ရှေးပေါင်း9ရဲ့ဘက်အထက်ဆောင်က6ထိပ်အဲ6ထိပ်ကို2ခွက်ကျော်လိုက်ရင်ဒီ9ထိပ်နဲ့ဒီဘက်က3ညထိပ်နဲ့လည်း9လို့ရိုက်ပြီးတော့ဒီဘက်မှာကျမှပရိန်9ရိုက်တာပရိန်9ရိုက်ပြီးမှ10ထိပ်ရိုက်တာအဲ့ဒီ10ထိပ်ရိုက်ပြီးမှဒီအကွက်နော်တောင်းနှစ်ခွန်ဆိုတဲ့အကွက်ပြီးမပြန်ရှင်းမယ်နော်ဟုတ်ပြီအဲ့တော့ဒုတိယဖရိန်ကိုကြည့်ကြမယ်ဒုတိယဖရိန်ကလာပြန်ပါပြီနောက်ပေါင်း2ပါပဲရှေးပေါင်း2ပါပဲနော်ရှေးပေါင်း2ပါပဲ4ပင်ဆောင်လိုက်တော့နောက်ပေါင်းခွန်ပဲနောက်ပေါင်းခွန်ကသူ့ရဲ့ဟောမှာတော့နော်ဒီမှာတော့ကရှေးပေါင်း2နောက်ပေါင်းခွန်ရယ်ရှေးပေါင်းခွန်တော့ဒါမှကျွန်တော်ပေါင်းခွန်မှာဆိုလာမှာရှေးပေါင်း2နောက်ပေါင်းခွန်ရှေးပေါင်းခွန်ရှေးပေါင်း30ရှေးပေါင်း9 6ထိပ်နှစ်ခွက်ကျော်တော့6ထိပ်နဲ့3ညထိပ်နဲ့9ဒီဘက်ကပရိန်9ပြီးရင်10ထိပ်ပြီးတော့မှဒီခွန်းတာနော်ဟုတ်ပြီဒုတိယပရိန်လာရင်နော်ရှေးပေါင်း2ပါပဲ4ခွက်သွားလိုက်တဲ့အခါမှာနောက်ပေါင်းခွန်မယ်နောက်ပေါင်းခွန်ရဲ့ဘက်ကနေ4ခွက်သွားရင်ရှေးပေါင်းခွန်မယ်နော်ဒီမှာလည်းရှေးပေါင်း30ပဲအဲ့တော့သူကရှေးပေါင်း2ရဲ့နောက်ပေါင်းခွန်ရဲ့နောက်ရှေးပေါင်းခွန်ရဲ့ရှေးပေါင်း30ရဲ့နှစ်ခွက်ကျော်ရင်လည်းရှေးပေါင်း9ပါပဲဘက်ထက်ဆောင်ကလည်း6ထိပ်ပဲနှစ်ခွက်ကျော်လိုက်တဲ့အခါမှာ3ညထိပ်နဲ့9ထိပ်လည်း9ပါပဲဒီဘက်ကလည်း15ပရိတ်ပဲဒီမှာလည်း10ထိပ်ပဲ10ထိပ်ပြီးရင်တော့ဒီကဏ္ဍလာပါပြီเนาะစောစောက3နှစ်ခွန်ကိုက10ခွန်နှစ်ပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့တတိယကောက်ကိုကြည့်ကြမယ်ဆိုရင်တော့ရှေးပေါင်းနှစ်လို့ရှိပြီเนาะ665 4ပင်ဆောင်တဲ့ကမှာနောက်ပေါင်းခွန်လို့ခွန်6တက်လည်းရှိပြီဘယ်ဘက်ကနေ4ပင်ပြန်တက်ရင်ရှေးပေါင်းခွန်လို့893လည်းရှိပြီเนาะရှေးပေါင်းခွန်ဒါနောက်ပေါင်း2ရယ်နောက်ပေါင်းခွန်ရယ်ရှေးပေါင်းခွန်ရယ်ရှေးပေါင်း30ရယ်เนาะဒီမှာရှေးပေါင်း30ဒါဆိုရင်ဒီရှေးပေါင်းခွန်ကိုနှစ်ခွက်ကျော်လိုက်ရင်ရှေးပေါင်း9လည်းရှိပါပြီဘယ်ဘက်အထက်ဆောင်က6လည်းပိတ်ပြီးပြီနှစ်ခွက်ကျော်ရင်9ထိပ်နဲ့4ထိပ်လည်း9လို့လည်းရိုက်ပြီးပြီဒီဘက်မှာလည်းပရိန်9ရိုက်ပြီးပြီဒီဘက်မှာလည်း10ထိပ်ရိုက်ပြီးပြီခုဒီကဏ္ဍမှာကျန်မှာတော့ပဲเนาะအဲ့တော့ကျွန်တော်တို့ပထမဆုံးပြချင်တာကတော့ရှေ့နှစ်နောက်ခွန်ရှေ့30ရှေ့ခွန်ရှေ့9 6ထိပ်နှစ်ခွက်ကျော်ရင်ထိပ်2ထိပ်9ဒီဘက်ကပရိန်9ဒီဘက်က10ထိပ်လို့ရိုက်ပြန်တယ်ဟောဒီကဏ္ဍ3နှစ်ခွန်တရားကြည့်ပါရှေ့ပေါင်း9နဲ့ကွာ30နဲ့ရိုက်တာပြရှေ့ပေါင်း9ကွာ30ရိုက်တာကဲဒုတိယကကြည့်ကြမယ်ရှေ့နှစ်ရနောက်ခွန်ရရှေ့30ရရှေ့ခွန်ရရှေ့9ရ6ပိတ်ရ6ထိပ်ရ6ပိတ်ရနော်နှစ်ခွက်ကျော်တဲ့ကမှာဒီထိပ်2ထိပ်9ရပရိန်9ရ10ထိပ်ရရိုက်ပြီးရင်လေဒီ10ခွန်နဲ့ဆိုတဲ့ကဏ္ဍဟာရှေ့9နဲ့ကွာ30ပါပဲဒီမှာလေရှေ့9နဲ့ကွာ30ပဲနော်3နှစ်ခွန်ရအဲ့မှာရှေ့9နဲ့ကွာ30 10ခွန်နဲ့ဒါပေမဲ့ကျွန်တော်တို့ဒီမှာကတူပြီးတာကရှေ့ပေါင်း2ရရှေ့2ရနောက်ခွန်ရရှေ့30ရရှေ့ခွန်ရရှေ့9ရ6ပိတ်ရနှစ်ပင်ကျော်တဲ့ကမှာ9ထိပ်4ပိတ်9ထိပ်4ထိပ်9ရဒီဘက်ကပရိန်9ရဒီဘက်မှာ10ထိပ်ရလို့ရိုက်ပြီးရတယ်ဒီဘက်မှာကျွန်တော်တို့ကရှေ့ပေါင်း9နဲ့နောက်ကွာပေါင်း30နဲ့ရိုက်ချင်တာဘာကဏ္ဍလဲမသိနော်ရှေ့ပေါင်း9နဲ့နောက်ပေါင်း30အဲ့တော့ကျွန်တော်ကရှေ့ပေါင်း9နဲ့နောက်ပေါင်းကွာ30ဆိုတော့သူကကျွန်တော်ခွန်83လို့နော်အဲ့လိုပေးထားတယ်အဲ့တော့အဲ့ဒါလေးကိုတစ်ချက်ကြည့်အောင်ဆိုတာကကျွန်တော်တို့ကဒီမှာနော်လာ2မျိုးလာဟုတ်ပြီ2မျိုးလာတာဆိုဘယ်လိုအရင်လာကြမှာတော့เนาะပထမဆုံးကြည့်လိုက်မှာကရှေးပေါင်း2ရဲ့ဘယ်ဘက်ကနေပေါ့နော်1 2 3 4ရှေးပေါင်း2လို့ရှိပြီเนาะဒီရှေးပေါင်း2ကဗရင်း2ဖြစ်ချင်တာအဲ့ဒီမှာလဲဟောဒီရှေးပေါင်း30ရဲ့အထက်ကနေပေါ့နော်1 2 3 4 5 6 4ပိတ်နဲ့အပေါ်ကနောက်ပေါင်း8နဲ့2 6 4ဆိုတာလဲ2ဒီမှာလဲဒီရှေးပေါင်း2ရဲ့ဘယ်ဘက်ကနေ4ပင်မှာလဲရှေးပေါင်းက2ဒီမှာလဲ2အဲ့ဒါကြောင့်မို့ဗရိတ်ကို2လို့ထွက်ချင်တာရှေ့ပေါင်းက9နဲ့ကွာ30နဲ့ထွက်ချင်တာ2ဆိုတော့နော်ဟုတ်ပြီအဲဗရိတ်2နဲ့ထွက်ချင်တာဆိုတော့3နှစ်ခွန်တစ်ပေါက်တည်းကဲဒုတိယကကြည့်ပဲဒီမှာကရှေ့ပေါင်း2ရနောက်ပေါင်းခွန်ရရှေ့30ရရှေ့ခွန်ရရှေ့9ရ6ပိတ်ရ
နှစ်ပင်ကျော်တော့ချင်းတိတ်9ရဲ့ပရိ9ရဲ့8ရဲ့ထွက်ပြီးတော့ဒီကောင်ကလည်းရှေ့ပေါင်းကလည်းကွာ30ပဲနော်အဲ့တော့ကြည့်ကြမယ်ဟောဒီ8နှစ်ရဲ့ဘယ်ဘက်ကနေ1 2 3 4ရှေ့ပေါင်းကခွန်နော်ရှေ့ပေါင်းကခွန်ဟောဒီ8 30ရဲ့ထက်ကနေ1 2 3 4 5 6ဒီမှာလည်း6ပိတ်နဲ့အပေါ်ကနောက်ပေါင်း1နဲ့လည်းခွန်5 6 6ခွန်ဒီမှာလည်း8 9ခွန်အဲ့ဒါကြောင့်မလို့ဗရိတ်ခွန်လို့ထွက်တာနော်ရှေ့ပေါင်းကလည်းကွာ30ကိုဗရိတ်ခွန်ထွက်တာ8ခွန်နဲ့တပွဲထဲပါအများကြီးမဟုတ်ပါနော်ခုအဲ့တော့ကျွန်တော်တို့ကြည့်ရမှာကရှေ့ပေါင်းနဲ့လည်းရှိပြီနောက်ခွန်လည်းရှိပြီ8 30ရှေ့ခွန်လည်းရှိပြီရှေ့9လည်းရှိပြီ6လည်းပိတ်ပြီနှစ်ကွက်ကျော်ရင်9ထိပ်နဲ့4ထိပ်ကို9လည်းရိုက်ပြီဗရိတ်9လည်းရိုက်ပြီဒီဘက်မှာ8လည်းထိပ်ပြီဒီမှာကျွန်တော်တို့ကရှေ့ပေါင်း9နဲ့ကွာ30လို့ကျွန်တော်နော်ခွန်83လို့ပြောတဲ့ဟာကဘာကြောင့်လဲဆိုတော့ဟောဒီရှေ့ပေါင်း2ရဲ့ဘယ်ဘက်ကနေ1 2 3 4ဒီမှာရှေ့ပေါင်းက8ဟောဒီရှေ့ပေါင်း30ရဲ့အထက်ကနေ1 2 3 4 5 6ဒီမှာလည်း6ပိတ်နဲ့အထက်ကရှေ့ပေါင်း9ကလည်း6 3 9ဆိုတာလည်း8ဒီမှာလည်း9 9ကလည်း8မို့အဲ့ဒါကြောင့်ဗရိတ်8ကိုခေါ်တဲ့ခါကျတော့ရှေ့ပေါင်း9နဲ့ဝါ30ဒီခွန်ရှေ့တော့ဆိုတော့အဲ့မှာသူကရှေ့ပေါင်း9နဲ့ခွာ30နဲ့ကိုဗရိတ်8နဲ့ဆိုရင်တော့ခွန်ရှေ့3နဲ့တဘောတည်းဖြစ်ပါသေးတယ်နော်ဒါကလည်းဒုတိယဖိုင်အပံပို့ပေးခြင်းမှာမူရင်မဟုတ်သေးပါဘူးနော်အဲ့တော့ကျွန်တော်လူများနှစ်သက်ကြလိမ့်မယ်လို့ယူဆပါတယ်အားလုံးအဆင်ပြေဖို့အရေးကြီးပါတယ်ခင်ဗျာဝေတော့ကြပါခင်ဗျာကြိုးစားပြီးရှာဖွေတင်ပြလျက်ရှိပါတယ်ပြန်လည်ဆုံးလေးကြပါအောင်မယ်